အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်ဖျားရှိခိုးနေကြတယ်ဂုံတော်တွေရွတ်နေကြတယ်ဟုတ်တယ်မလားဗျာဒါပေမဲ့တခါတလေကြောင့်ရင်စိတ်ထဲမှာငါဖျားရှိခိုးနေတာပဲဘာလို့စိတ်တွေလေးနေရသေးတာလဲဘာလို့များကံမပွင့်တယ်လို့ခံစားနေရတာလဲဆိုပြီးတွေးမိတာမျိုးရှိတတ်ကြတယ်နော်တကယ်တော့ကျွန်တော်တို့ရှိခိုးနေတဲ့ယရနာ၃ပါးရဲ့ဂုံတော်ကဏ္ဍတစ်ခုချင်းစီတိုင်းမှာကျွန်တော်တို့ဘဝအတွက်တကယ်ကိုလိုအပ်တဲ့ special energy တွေအသီးသီးရှိနေပါတယ်ဗျာဒါကိုသိရှိနားလည်ပြီးရှိခိုးကြည့်ရင်အကျိုးပေးကတိတိတသားကြီးကိုပွာလာသွားမှာလို့ဗျာပထမဆုံးအနေနဲ့ဖျားကုံတော်ကိုပွားများတဲ့အခါစွမ်းအားလို့မှတ်လိုက်ပါဗျာဖျားရှင်ဆိုတာအရာရာမှာပြီးပြည့်စုံတဲ့သူဖြစ်လို့ဂုံတော်ကိုအာယုံပြုလိုက်တာနဲ့အင်အားအကြီးဆုံးစွမ်းနင်တစ်ခုနဲ့ကိုသွားပြီး connect လုပ်လိုက်တယ်လို့ပါပဲအန်ဒီရဲ့ကင်းချင်လားစိတ်သက်ခိုင်မာချင်လားဖျားကုံတော်ကိုသာအေးလေးအာယုံစိုက်လိုက်ပါဗျာဒုတိယကတော့တရားကုံတော်ကြတော့ပညာပါဗျာတရားဆိုတာစာအုပ်ထဲမှာပဲရှိတဲ့စာသားတွေမဟုတ်ဘူးเนาะအခုချက်ချင်းသုံးလို့ရတဲ့လက်တွေ့ကြတဲ့အမှန်တရားတွေပါဒါကြောင့်တရားကုံတော်ကိုနှလုံးသွင်းနေဘဝမှာဘာကအမှားလဲဘာကအမှန်လဲဆိုတာကိုခွဲခြားနိုင်တဲ့အသိဉာဏ်တွေရလာမှာဖြစ်ပါတယ်ဗျာကဲနောက်ဆုံးတန်ခါကုံတော်ကတော့ကုသိုလ်ပါပဲဗျာတန်ခါတော်တွေကိုပူဇော်တာဟာမြေဩဇာအကောင်းဆုံးလေတော်ထဲမှာမျိုးစေ့ချလိုက်တယ်လို့ပါပဲအကျိုးပေးကတော့စုကောအသင်္ကောကိုမြန်လာပါလိမ့်မယ်ဗျာကံပွင့်ခြင်းလားလက်လာပါပေါ်ခြင်းလားတန်ခါကုံတော်ကိုပွားများပြီးပူဇော်ကြည့်ပါဗျာဒါဆိုရင်လက်တွေစလိုက်ကြရအောင်ဗျာအရင်ဆုံးကိုလက်တန့်ရှင်းအောင်ဆေးကြောပါပြီးရင်ဘုရားရှင်တန့်ရှင်းရေးလို့တောက်တော်ရည်နဲ့ညောင်ရည်အိုးတွေကိုအသေးအတန့်လေးတက်လူလိုက်ပါအောင်နော်ပြင်ဆင်ပြီးပြီဆိုရင်တော့အခုလိုအစင်တန်းစနစ်တကျဝတ်ပြုကြရအောင်ဗျာတစ်သုံးချိန်ဦးချပါမယ်ရိုသေလေးမြတ်စွာနဲ့ကိုယ့်ရဲ့မာနာတွေကိုရှော့ချလိုက်တာပါနှစ်ဩကာသကတော့ပါမရှိရင်ခွလွတ်ကျော်တောင်းမှန်ပြီးအဖြစ်တွေကိုဆေးကြောလိုက်တာပါသုံးတရဏဂုံစောက်တီပါဖယားတရားတန်ခါကိုအစ်စ်အမှန်အားကိုးရပြီးခံလို့ပါလေးဂုံတော်တစ်ခုခုကိုရွတ်ဆိုပါဘုဒ္ဓရဲ့ဂုံကျေးဇူးကိုအာရုံပြုပြီးကြီးညိုတက်ပြည့်ကိုရယူပါငါမြတ်တာဖို့ပါမိမိကိုယ်တိုင်နဲ့တတ္တဝါအားလုံးအေးချမ်းပါစေကြောင်းဆုတောင်းပါ6အမြဝေပါမိမိပြုသည်များကုသိုလ်ကိုအားလုံးကိုဝေမျှပြီးဝမ်းမြောက်လို့ပါဒါလေးခေါ်လိုက်ပါဗျာဒါကြောင့်အလွယ်မလဲရအောင်ဗျာဖျားကိုရှိခိုးရင်စွမ်းအားရတယ်တရားကိုစင်ကြင်ရင်ပညာရမယ်တန်ခါကိုပူဇော်ရင်ကုသိုလ်ရမယ်ဒီအနှစ်သာရလေးတွေကိုသိရှိနားလည်ပြီးဂုဏ်တော်တစ်ခုချင်းစီကိုပြီးတသားလေးနဲ့အာယုံပြုရှိခိုးကြည့်ပါဗျာတင်းရဲ့ဘဝခီးလန်းဟာဆိုရင်အရင်ကထက်ရက်ဆက်ကိုအများကြီးပို့ပြီးလန်းဆန်းအေးချမ်းလာပါလိမ့်မယ်ဗျာအားလုံးပဲကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နန္ဒပါ